ဒီနေ့ကငှက်ကျွန်းရေလိတ်ကျွန်းရေကျွန်းလျားရှိကိုငွေဆောင် Starboat Trip နဲ့သွားမှာပါခင်ဗျာဒီဟိုတယ်ကကျွေးတဲ့ဒီ breakfast တွေတကယ်စားကောင်းတာတိလားတရက်နဲ့ကျွေးတာတော့မတူဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်က2ရက်လုံးစားလို့ကောင်းပြီပါလေဒါတော့တဲခဲ့ရဟိုတယ်ပေါ့နော်ကျွန်းသွားရတော့ပြီမနက်9နာရီလောက်ကမ်းခြေစင်းရတကယ်ပိုမိုက်တယ်တည်းတိတ်မပူပြီးတော့ဒီရေလေးရလည်းပိုကြည့်တယ်ပေါ့နော်ကျွန်းသွားဖို့အတွက်သူတို့လူလာစုတာပါLet's go. If I could be by yourမိုက်တယ်တန်တယ်အရင်တန်တယ်နည်းတော့Office check အခုငှက်ကျွန်းမှာတပ်ပုံရိုက်ပြီးပြီဆိုတော့ဒီလိတ်ကျွန်းထပ်သွားမယ်လိတ်ကျွန်းပြီးရင်ကျွန်းလမ်းရှိမှရေကူးပါမယ်ခင်ဗျာ You have gone far away. I'll be pushing your daisies and bring all the chances to heal the time. Banyak sih kamu. Banyak sih kamu. I'll give you all my life, my existence.
အခုကဒီလိတ်ကျွန်းနဲ့ဒီကျွန်းရရှိသွားဖို့အတွက်လူပြန်စုတာပေါ့နော်အဲ့ဒါတော့လိတ်ကျွန်းပေါ့နော်သူကအဲ့လိတ်ခေါင်းနဲ့ခန္ဓာကိုယ်သူကအဝေးရကြီးမှပို့ပြီးတော့တည်တာပေါ့လိတ်ကျွန်းနဲ့ကျွန်းရရှိနေရတော့တစ်ဆက်တည်းပဲဒီကျွန်းရရှိမှဒီရေငုတ်ကြမယ်ပေါ့နော် ဒါကျုံးကားရှိလားဟုတ်ပါဩရေလို့ရေရှယ်ပဲ အဲ့ဒီအဖွဲရအကိုကြီးတယောက်ကလေးလာကိုချဲတဲ့တပုံစံနဲ့တူတာပါဗျာ Swimming time I got so high, I'm off my feet. We up in the clouds with the sun in our eyes. Show me that don't need no money, don't need nobody, just need your body. Show me that so sweet like honey, don't need no talking, just need your body. ကျွန်းခီးစရာဒါပဲပေါ့နော်တန်လားလို့မေးရင်တော့တန်ပါတယ် တားပြီပေါ့နော်ကျွန်တော်တို့တွေအခုဒါချစ်သူများကျွန်းသွားပါမယ်နေရန်ထိုးနေဟေးဟိုးချစ်သူများကျွန်းသွားမယ်ချစ်များကျွန်းသွားပြီတော့ကျွန်တော်တို့ကော်ဖီတိုင်းသွားပါမယ်ကော်ဖီတိုင်းမှာတပုံလှလှလေးသွားရပါမယ်ခင်ဗျာကန်းကြီးကကြိုက်တယ်ကန်းကြီးလာတာအရင်ကြိုက်တယ်ဒါပေမဲ့အသားမင်းမှာအရင်ကြောက်တာတော့ဒီရွှေမင်းသမီးဟိုတယ်မှာတည်ရပါတော့ကျွန်တော်ဒီ Golden Princess လို့လည်းခေါ်ရပါတော့ကျွန်တော်တို့မြန်မာလိုပဲရွှေမင်းသမီးလို့ပဲခြားပါတော့ဒီဟိုတယ်ပေါ့နော်ဒီဒါရတော့ကျွန်တော်လူဘန်ဂလိုမုံမနဲ့မဟုတ်ပါလို့အဆောက်အုံနဲ့အဲ့လိုမျိုးအများကြီးပဲအများကြီးရှိရယ်ဒါပေမဲ့ကျွန်တော်တို့အခန်းတော့အဲ့အခန်းပေါ့နော်အဲ့လိုအဝတ်တွေနဲ့ပြည့်နေအခန်းပေါ့နော်တော့ဒီ swimming pool view ရယ် sea view မဟုတ်ဘဲနဲ့ swimming pool view ပေါ့နော်ကောင်းတာတော့တော်တော်လေးကောင်း lighting အရန်ကောင်းတဲ့အခန်းထဲမှာချစ်သူများကျွန်းကလူနည်းနည်းလူချေနည်းနည်းဟောပြတယ်ပေါ့နော်သူအရင်မများဘူးပြီးတော့လာတဲ့နေရာကို view ကလည်းအရင်လာရပေါ့နော်လူမျိုးကြောက်ဆောင်နေနေအရင်မိုက်တယ်အဲတွားလာတော့ queue site ပေါ့နော်တွားချော်လဲတက်တယ်Your morning eyes, I could stare like watching stars. I could walk you by and I'll tell without a thought to be. အခုကဒါကျွန်းရဲ့အပေါ်တက်ကြည့်တာပေါ့နော်အစတော့တကယ်ဘာမှတော်ကြီးပဲထင်တာကွာဒါပေမဲ့အပေါ်မှာတကယ် view ကအရမ်းမိုက်တယ် ရောက်တော့မှရှောက်သွားတဲ့ ဘာမှမရှိပါဘူးဒီဘ view
ဘာမှမရှိဘူး အဲ့ဒါပါတော်ကြီးပဲလား ဝင်ဆောင်လာပြီးတောင်တက်ရတယ်ပေါ့နော်အဲ့ဒီမိုက်တယ်ဒီဒေါ်လန်ကြီးရမှာလေအဲ့လိုလေးသွားခဲ့သွားရလို့ရှိရပေါ့နော်ဟာဒီနေရာကြီးတကယ်ကိုမိုက်တယ်ဒီနေရာခင်ဗျာဒီဘက်သွားမယ်အဲ့ဒါလို့ရှိရအော်ဒီနေရာကြီးကမိုက်တယ်အများကြီးကို trend join နေတာပါဒီလားဒါပေမဲ့ဘလို့မှမရိုက်တော့ဝင်လိုက်ไม่ส နောက်ဆုံးဘလို့မှရိုက်လို့မရတော့လက်လျှော့လိုက်ပါတယ်ခင်ဗျာ así cámara la apague what is it 자꾸 찾아 헤매이던 그대와 내 사랑이 My only love ကျွန်တော်တို့ရောက်သွားတာဒီညနေပိုင်းပေါ့နော်လူတွေကတော်တော်ကိုများတယ်အဲ့ဒီမှာအဲ့နဲ့ကျွန်တော်လည်းလူ record မျိုးလာတော့ပဲねဒီတိုင်းပဲဒီလိုလေးပဲရိုက်ခဲ့ပါတယ်ဒါဟိုတယ်ပြန်နေဟိုတယ်ပြန်ပြီးသွားရင်တော့ကျွန်တော်ဒီကမ်းခြေပြန်သွားမှာပေါ့နော်ကျွန်တော်ဦးလေးနဲ့ဒီမိုးချုပ်ကန်ဒီကမ်းခြေကိုဆင်းနေပေါ့နော်အဲ့ဒီကမ်းခြေမှာလေတယောက်တည်းလိုထိုင်ပြီးတော့ပင်လယ်ကိုကြည့်ရတဲ့ခံစားချက်ကြီးရတယ်တော်တော်မိုက်တာပါဗျာ I just didn't wanna waste my time with those who console my body. Just let the music confiscate my soul. You think I know just how you found me, or maybe I'm the stranger. နေရာမှာခြားလေးချင်းအေးဖြစ်တယ်နော်တုံးတယ် ဒါကတော့အယူထားခြင်းအမှုပညာပါ 1 2 3 Wait, vaya, Okay, 1 2 3 till the end of time. Oh, the wind. Anything you ask me to, I would run through a fire just to ဒီဆိုင်လေးကတကယ်အရသာကောင်းတယ်ပေါ့နော်ကျွန်တော်ကလေးစားတတ်လို့ထင်တယ်သူအင်းကတော့နည်းနည်းလေးတော့ပေါ်တယ်လေးချက်ခိုင်းတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဗျ ding 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 ding